Welcome guys အားလုံးပဲမင်္ဂလာပါ AMU ကနေကြံလည်ကြိုဆိုပါရစေဒီနေ့မှာတော့ပရိသတ်တွေအတွက်ကိုမှနားထောင်လို့လည်းကောင်းတယ်ဇလန်းအကြောင်းလေးပို့ပြီးဆက်ဆက်နေဖြစ်တဲ့ကားကောင်းတွေကိုကြွေးချယ်ထားပါတယ်ဒါဆိုရင်အစီအစဉ်လေးစရကြရအောင်လမ်းလေးရဲ့အစမှာတော့ပုံမှန်တိုင်းပဲအေးအေးဆေးဆေးရှိလာတယ်ကြောင်းစားတောင်းဆိုင်တစ်ခုမှာပဲစတင်ခဲ့ပါတယ်ကလေးတွေကထမင်းစားကြီးမောရင်းနဲ့စကားတွေပြောနေကြပါတယ်ဒါပေမဲ့ရုပ်တရက်ဆိုသလိုမိန်းကလေးတစ်ယောက်ကတောက်တင်းသွားပြီးတော့သူ့ရဲ့ညလုံးတွေကအကြရောက်လေးတန်းနေထွက်လာခဲ့ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးအကျော်ဆွဲသလိုတုံကနေပြီးစက်ကပိုင်းထဲမှာချမ်းကြီးပေါ်လဲကျသွားခဲ့ပါတယ်။ဆီယမတွေကြေးလာကြည့်ခဲ့ပေမဲ့နောက်ကျသွားပါပြီ။သူတည်ဆုံးသွားခဲ့ပါတယ်။ဘာကြောင့်မှမသိဘဲနဲ့ချိန်ကာလမှာသိပညာရှင်တွေကကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုထုတ်ဖော်ကြလိုက်ပါတယ်။ဒါကကလေးတွေကိုပဲကူးဆက်တဲ့ထူးဆန်းတဲ့ vine တစ်ခုဖြစ်ပြီးတော့ကဘာတာဝန်ကဆရာဝန်တွေဘလုံးမှစူးစမ်းပေမဲ့ကုသစေချတည်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ကဘာပေါ်ကကလေး90ရာခိုင်နှုန်းလောက်တည်ဆုံသွားခဲ့ပြီးတော့အခြေအနေတွေကအိမ်မက်ဆိုးတစ်ခုလိုဖြစ်လာခဲ့ပါတယ်။အမေရိကန်သမ္မတကိုယ်တိုင်ကသူ့သားမတော်မှာဗိုင်းရပ်ကူးစက်ခံရပြီးလူသားတွေခြေတစ်ခုကိုခြောက်သွေးသွားနေတဲ့အကြောင်းကြေညာခဲ့ပါတယ်။ဒီအခြေအနေကိုထိန်းချုပ်ဖို့ CCD ဆိုတဲ့အထူးဌာနတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ခုဆလန်ကရိုဘီဆိုတဲ့မိန်းကလေးစီကိုရောက်လာခဲ့ပါတယ်။အိမ်မှာသူ့မွေးနေ့ကိုမိသားစုနဲ့သူတွေ့တွေ့ရွှင်ကျင်းပနေခဲ့ပေမဲ့တကယ်တော့ရိုဘီမှာလည်းဗိုင်းရပ်ရှိနေခဲ့ပါတယ်။ဒါကြောင့်မိဘတွေကရင်းနှီးမှာကြောက်လန့်နေကြတာပါ။အဲ့ဒီနေ့မှာရူဘီကသူ့အမေရဲ့လက်ကိုတွားကန်လိုက်တဲ့အချိန်သူ့ညလုံးကနေလိန်မော်လေးတန်းနေထွက်လာခဲ့ပါတယ်။နောက်မနေ့မနက်မှာတော့ရူဘီရဲ့မိကသူ့ကိုလုံးဝမမှတ်မိပဲမင်းကဘာတူလဲလို့မေးလိုက်ပါတယ်။ရူဘီကဘလို့ပဲရှင်ညနေပါစေအမေချစ်တို့ကသူ့ကိုအိမ်နဲ့ကျူးကျော်ဝင်လာတဲ့ကလေးလို့ထင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြောက်လန့်တဲ့ကြားနဲ့ရူဘီကို CDC လက်ထဲထည့်လာပါတော့တယ်။ရူဘီကိုအတင်းအဓမ္မဖမ်းခေါ်သွားခဲ့ပြီးဘတ်စကားဘိုတင်လိုက်တဲ့အခါမှာတနက်ကန်တဲ့အဆောက်တွေကကလေးတွေကိုရာဆွေးကောင်တွေကိုဆက်ဆံနေတာတွေ့နေလဲရပါတယ်။လုံခြုံရေးတင်းကျပ်ထားတဲ့စကန်တစ်ခုရောက်လာတဲ့အခါမှာအဆောက်တွေကကလေးတွေကိုရည်သက်ဆက်ဆက်နှိမ့်ဆက်နေတာကိုညင်ပြီးဒီနေ့ကသူတို့ကိုကာကွယ်ဖို့လုပ်နေတာမဟုတ်ပဲထင်းကျုပ်ဖို့ဆိုတာကိုပြီးနားလည်လိုက်ရပါတယ်။ဆရာဝန်ရဲ့စစ်စစ်ချက်တွေရဒီဗိုင်းရပ်တွေက DNA တွေကိုကြောင်းလဲစေခဲ့ပြီးကလေးတွေကိုစွမ်းအားရှင်နေဖြစ်လာစေတာပါ။သူတို့ကိုညလုံးရဖို့မူတည်ပြီးအုပ်စုခွဲလဲကြပါတယ်။ညလုံးအစိမ်းရောင်ကအသိဉာဏ်ကြီးဆုံးဖြစ်ပြီးအကြံရောင်ကအရာဝတ္ထုတွေကိုဝေကနေထိန်းချုပ်နိုင်ပါတယ်။အဝါရောင်ကတော့လျှက်စစ်စွမ်းအားတွေပါရှင်ဖြစ်ပါတယ်ဒီ၃မျိုးကိုပဲဘေကင်းနေလို့သတ်မှတ်ခဲ့ပေမဲ့အန်နီယန်နဲ့လိန်မွေအောင်တွေကအန်နီရှိဆုံးဖြစ်တာမို့တွေးတာနဲ့တက်ကြည့်ဖို့အမိတ်ပေးထားပါတယ်ရူဘီကိုစစ်ဆေးတဲ့အခါမှာလေလိန်မွေအောင်အုပ်စုဝင်နေဖြစ်နေတာမို့လို့ဆရာဝန်ကတည်သွားခဲ့ပြီးတပ်ဖို့ကြည့်နေခဲ့ပါတယ်ဒါပေမဲ့ရူဘီကဆရာဝန်ရဲ့လက်ကိုကင်ပြီးသမီးရဲ့အဆင်းရောင်ပါလို့ပြောလိုက်တဲ့အခါမှာသူ့ရဲ့ညလုံးတွေကလိန်မွေအောင်တောက်သွားပြီးဆရာဝန်စိတ်ကိုထင်ကျော်လိုက်ပါတယ်ဒါကရူဘီရဲ့တကယ်စွမ်းအားပါပဲ6နှစ်ကြာတဲ့အခါမှာရူဘီကစခန်းထဲမှာအစင်ရောက်ကလေးအထိဟာဆောင်နေခဲ့တာပါတနေ့မှာတို့ကအန်နီရရှိသူအဖြစ်ကိုရေးမိလိုက်ရလို့အညွှန်းသမီးဆရာမတယောက်တဲ့ခုနှစ်တည်းပဲစခန်းထဲကထွက်ပြေးခဲ့ရပါတယ်အကျေလောကမှာလည်းလူကြီးမရှိတော့ဘဲနဲ့မျိုးတွေကအချစ်ထားခံလိုက်ရတာကိုတွေ့လိုက်ရတာပါအဲ့ဒီနောက်မှာရူဘီကလီယန်လို့ခေါ်တဲ့အကြံအောင်စွားရှင်တဲ့တငယ်ချင်းတွေဖြစ်သွားခဲ့ပြီးတော့သူတို့နဲ့အတူတူလိန်မောစွားအရှင်လေးတယောက်ဦးဆောင်တဲ့ဘေကင်းလုံခြုံတဲ့စခန်းစီကိုတွားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်လက်ကီမှာတော့ရူဘီကလီယန်ရဲ့အမတ်တရားအတီကိုမတော်တဆနေလိုက်ရပြီးသူ့ရဲ့နာကျင်မှုတွေကိုတီးသွားခဲ့ရပါတယ်သူတို့ရှာနေစခန်းကိုရောက်သွားတဲ့အခါမှာလိန်မောင်ကောင်လေးကတမရရဲ့တာမန်တီးလိုက်ရပါတယ်ဒါပေမဲ့တကယ်အမှန်တရားကသူ့ဖိနဲ့ပူပေါင်းပြီးကလေးတွေကိုစစ်တပ်အုပ်စုဖြစ်ပြောင်းလဲဖို့အကျိုးစားနေတာကိုတွေ့နေရတာပါရူဘီရဲ့ထက်ကိုတီးသွားခဲ့ပြီးသူ့တငယ်ချင်းတွေကိုကယ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်တိုက်ပွဲတွေဖြစ်သွားပြီးတဲ့နောက်မှာရူဘီကသူ့ရဲ့စွမ်းအားကိုကြည့်ဝါသုံးပြီးအားလုံးကိုကယ်တင်ခဲ့တာပါဒါပေမဲ့အရာကမှဖြစ်လာမဲ့အန်ဒီတွေကနေလီယန်ကိုကာကွယ်ချင်တာမို့ရူဘီကညဲရည်ဒီနဲ့သူလီယန်စိတ်တွေကအမှတ်တရတွေအကြောင်းအားလုံးဖြည့်ဆည်းပြစ်လိုက်ပါတယ်လီယန်ကတော့ဘာမှမသိဘဲနဲ့ထွက်သွားခဲ့လိုက်ရပါတယ်အဆုံးသတ်မှာဒီတမရရဲ့သားနဲ့စစ်တပ်နဲ့ရူဘီတို့ရဲ့ဂျားတွေကစဝဲတစ်ခုအတွက်ပြင်ဆင်နေကြတာကိုမြင်တွေ့လိုက်ရပြီးဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်ဆိုတော့ဒီစကားပေါ်မှာဖရာအားတို့ကိုဘယ်လိုညင်ပြီးလဲကွန်မန့်မှာလည်းပြောခဲ့ကြပါဦးနောက်ထပ်ဇလန်ကောင်းလေးတွေကိုကြည့်ဖို့လိုင်းရန်ဆက်ခွဲလုပ်ထားဖို့လည်းမမေ့ပါနဲ့ဗျာကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးများတင်ပါတယ်နောက်နေ့မှတင်နေဆုံးဖြတ်ကြပါဦးခင်ဗျာ